ဗီဒီယိုအစမှာတော့ကင်ဆာရောဂါကိုပျောက်ကင်းစေနိုင်တဲ့ဝက်သက်ကာကွယ်ဆေးကိုပြုပြင်မွမ်းမံထားတဲ့ Crippen virus အကြောင်းသတင်းထုတ်လွှင့်ချက်နဲ့စတင်ထားပါတယ်။၃နှစ်အကြာမှာတော့ဒီ virus ကလူသားမျိုးနွယ်အတော်များများကိုမျိုးတုံးစေခဲ့တာကိုတွေ့ရမှာပါ။ The Continental Hotel ကြီးတောင်စွန့်ပစ်ခံထားရပါတယ်။ John Wick တယောက်ဘာတွေလုပ်နေမလဲတောင်စဉ်းစားမိသွားပါတယ်။ Dr. Robert Navy ဆိုတဲ့လူတစ်ယောက်ဟာသူရှာထားတဲ့ Ford Mustang ကားလေးကိုစီးပြီးသူ့ရဲ့အချစ်ဆုံးခွေးမလေး Samantha နဲ့အတူ Manhattan လမ်းမပေါ်မှာရှောက်သွားနေတာကိုမြင်တွေ့ရမှာပါ။လမ်းမှာသမင်အုပ်ကြီးကထက်ပြေးသွားတော့ Robert ကကားကိုကျွမ်းကျင်စွာကွေ့ဝိုင်းမောင်းနှင်ပြီးသူတို့ကိုလိုက်လံပစ်ခတ်ကိုကြိုးစားပါတော့တယ်။သူကသမင်တကောင်နောက်ကိုအသားလေးချောင်းပြီးပြစ်ဖို့ပြင်နေတော့ပါပဲ။ချင်းတီတကောင်ကအပေါ်ကနေခုံအုပ်ပြီးအဲ့ဒီသမင်ကိုတတ်လိုက်ပါတယ်။ Robert ကတော့ချင်းတီအုပ်စုနဲ့ပြဿနာမတက်ချင်တာကြောင့်ငိမ့်ငိမ့်လေးနေတော့ပါပဲ။သူ့လက်ပတ်နာရီကမြည်လာပြီးအဲ့ဒီနေရာကနေအမြန်ထွက်ခွာဖို့တတိပေးလိုက်ပါပြီ။သူထွက်လာတဲ့လမ်းမှာတော့အဆောက်အဦတစ်ခုပေါ်မှာဒီကောင်းမထွက်ခင်ဆယ်စုတုတစ်ခုလောက်ကတည်းကရှိနေခဲ့လေ Batman နဲ့ Superman ပိုစတာကြီးချိတ်ထားတာကိုမြင်လိုက်ရမှာပါ။ဒါဟာဒါရိုက်တာ Francis Lawrence ရဲ့နောက်ပြောင်မှုတစ်ခုသက်သက်ပဲလို့နောက်ပိုင်းမှာသိခဲ့ရပါတယ်။ Robert နဲ့ Sam တို့အိမ်ပြန်ရောက်တဲ့အခါသတင်းဟောင်းတွေကိုကြည့်ရင်စားကောင်းတောက်ဖွယ်တွေစားကြပါတယ်။အဲ့ဒီနောက်ရေချိုးနေတော့မှပဲညဘက်အတွက်တကားတွေပိတ်ဖို့နိုင်ကထပ်မြည်လာပြန်ပါတယ်။အပြင်ဘက်မှာ Dark Seeker လို့ခေါ်တဲ့တရဝါဆိုးရဲ့စူညံတန်တွေကိုကြားနေချိန်မှာသူက Sam လေးနဲ့အတူရေချိုးကန်ထဲမှာအတူအိတ်နေခဲ့တာပါ။အဲ့ဒီနောက်မှာတော့ကပ္ပပြတ်စားချိန်ကအတိတ်ဖြစ်ရတွေကိုပြန်မြင်လာပါတယ်။ Robert ဟာသူ့ရဲ့ဇနီး Zoe နဲ့သမီးလေးမာလီတို့ကိုတွားခေါ်ခဲ့ပါတယ်။သမီးလေးနေရာမှာတရုပ်ဆောင်ထားတာကတော့ Will Smith ရဲ့သမီးအရင်ဖူသူ Willow Smith ပဲဖြစ်ပါတယ်။ Will ကသူ့ရဲ့သားသမီးတွေကိုရုပ်ရှင်ထဲမှာထည့်သုံးတတ်တာကတကယ်ကိုချစ်စရာကောင်းတဲ့အချက်လေးပါပဲ။သူက Manhattan ကိုပိတ်ဆို့တော့မှချစ်ကြောင်းနဲ့သူကဒီယောဂါကိုဖြည့်ရှင်းဖို့ကြံနေခဲ့ရမှာချလို့သူတို့ကိုအမြန်ထွက်သွားဖို့ပြောလိုက်ပါတယ်။မာလီလေးကလည်းသူ့အဖေစိတ်သက်သာရအောင်လက်ကလေးနေနဲ့လိပ်ပြပုံစံလုပ်ပြီးအားပေးခဲ့ပါသေးတယ်။ Robert တယောက်လက်ရှိအချိန်မှာပြန်နိုးလာပြီး Sam လေးနဲ့အတူလေ့ကျင့်ခန်းလုပ်ပြီးမြေအောက်တက်ခွဲလဲနေကိုဆင်းသွားပါတယ်။သူကသူ့ဖော်ဆက်ထားတဲ့ကာကွယ်ဆေးစမ်းသပ်ခံထားတဲ့ကြွက်လေးတွေကိုစစ်ဆေးကြည့်လိုက်ပါတယ်။ကြွက်ဝေးရဲ့လောက်ကတော့ရန်လိုနေစေသူပြီးတချို့ဆိုရင်တေးတောင်တေးသွားကြပါပြီ။ဒါပေမဲ့ Compound 6လို့ခေါ်တဲ့ကြွက်ကလေးကတော့ရန်လိုတာတွေရော့နှမ်းသွားပြီးအရေးပြအယောင်တွေပြန်ကောင်းလာတဲ့လက္ခဏာတွေပြနေပါတယ်။ဒါကြောင့်သူက GA Series Serum 391ဆိုတဲ့ကာကွယ်ဆေးဟာလူတွေမှာစမ်းသပ်ဖို့အသင့်ရှိနေပြီလို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက် Robert ကပြင်ဆင်ပြီး Sam နဲ့အတူအပြင်ထွက်လာခဲ့တယ်။ DVD ဆိုင်တစ်ခုမှာဝင်တဲ့အခါမှာတော့သူကအယုတ်မလေးတရုပ်ကိုစကားပြောရင်သူဘလောက်တောင်အချီးခန်းနေတယ်လဲဆိုတာကိုပြတာနေပါတယ်။ပြီးတော့သူကနေ့စဉ်လုံနေကြတဲ့အတိုင်းရေဒီယိုကနေအသက်ရှင်ကြံရှိတဲ့လူတွေရှိရင်သူတို့အတွက်လုံခြုံရေးနဲ့အစားအစာတွေပေးနိုင်ကြောင်းထုတ်လွှင့်ပြောကြပါတယ်။သူ golf လိုက်နေတော့မှ Sam လေးကတခုခုကိုသတိထားမိသွားပြီးကြည့်လိုက်တော့သမင်တကောင်ကိုတွေ့လိုက်ရပါတယ်။သူတို့ကသမင်နောက်ကိုလိုက်ဖိုင်းရင်နိုင်အမောင်တဖုံးလွှမ်းနေတဲ့အစွန့်ပစ်အဆောက်အဦတွေကိုရောက်သွားပြီး Sam လေးကလည်းအတဲလိုက်ဝင်သွားပါတယ်။ Robert ကတော့ Dark Seeker တွေဟာနေရင်ဆိုင်မှာအမောင်ထဲမှာနေတတ်မှန်းဆိုတာသိတော့တော်တော်လေးစိုးရင်သွားပါတယ်။ဒါပေမဲ့သူ့ရဲ့အချစ်တော်ခွေးမလေးကိုကယ်ဖို့တကဘာကမှမတားဆီးနိုင်တာကြောင့်လက်နေတက်မိုက်လေးကိုတုံးပြီးအတဲကိုအသားလေးဝင်သွားခဲ့ပါတယ်။အပေါ်တက်ကိုရောက်တဲ့အခါမှာတော့တည်နေတဲ့သမင်ကိုမြေပြင်ပေါ်မှာတွေ့လိုက်ရပါတယ်။သူရှေ့သွားရင်းနဲ့မတော်အဆက်ထက်မိုက်အလောင်းရောင်ကအမောင်ထဲမှာစုနေတဲ့ Dark Seeker အုပ်စုပေါ်ကိုကျသွားပါတယ်။ဖခင်ရဲ့အဲ့ဒီတရဝါဆိုးတွေကသူ့ကိုတတိမထားမိသွားတော့သူကဆက်ပြီးရှာဖွေနေခဲ့ပါတယ်။နောက်ဆုံးမှာတော့စပွဲအောက်မှာ crowd လာနေတဲ့ Sam လေးကိုတွေ့လိုက်ပြီးမယ်သူ့နောက်မှာတော့သမင်ကိုစားနေတဲ့ Dark Seeker တကောင်ရှိနေတာကိုသိလိုက်ရပါတယ်။သူကအဲ့ဒီကောင်ကိုတတ်လိုက်ပြီး Sam နဲ့အတူအမြန်ထွက်ပြေးခဲ့ပြီးမယ် Dark Seeker အုပ်စုကနောက်ကနေလိုက်လာကြပါတယ်။သူတို့က Robert ရဲ့ Levin ကိုကိုက်ထိုနီးလာပေါ်ချိန်မှာသူကပြင်းတိတ်ပေါ်ကအပြင်ကိုခုန်ချလိုက်ပြီးနေရောင်ကြီးကြောင့်အဲ့ဒီတရဝါတွေကချက်ချင်းပဲတေဆုံးသွားကြပါတယ်။ Sam လေးကလည်းထွက်လာနိုင်ခဲ့ပြီးနှစ်ယောက်လုံးဘေးကင်းသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Robert က Dark Seeker တကောင်ကိုဖမ်းဖို့အတွက်ထောင်ချတစ်ခုဆင်လိုက်ပါတယ်။သူကသွဲတချို့ကိုစွန့်ပစ်အဆောက်အဦတွေကပလက်စတစ်စပေါ်မှာတုပ်လိုက်ထားပါတယ်။ခဏကြာမှာတော့ထောင်မိပြီး Dark Seeker မလေးတကောင်ကိုဖမ်းမိပြီးမေ့စေးပေးလိုက်ပါတယ်။ဒါဟာအဲ့ဒီအုပ်စုရဲ့ခေါင်းဆောင်ကြီးကိုတော့တော်တော်လေးဒေါသထွက်စေခဲ့တာပါ။ Robert ကအဲ့ဒီတရဝါလေးကိုသူ့ဓာတ်ခွဲခန်းတွေကိုခေါ်လာပြီးကာကွယ်ဆေးထိုးလိုက်ပါတယ်။စက္ကန့်ပိုင်းတွေထဲမှာပဲသူမရဲ့အရှူတန်ကလူလိုပြန်ဖြစ်လာပြီးကိုယ့်အပူချိန်လဲကျသွားတဲ့အတွက်အောင်မြင်တော့မလို့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ကြီးသူမကယုံကန်လာပြီးတတိလိတ်သွားပြီးနှလုံးခုန်ရက်သွားပါတယ်။သူကနောက်ထပ်ဆေးတစ်မျိုးကိုထပ်ထိုးလိုက်ပါတယ်။အဲ့ဒါကဘာဆေးလဲဆိုတာတော့သိကြမသိရဘူး။ဒါပေမဲ့ Nikki 6ဆေးလွန်းသွားတော့ထိုးပေးလဲဆေးမျိုးလဲထည့်နိုင်ပါတယ်။ကျွန်တော်ကတော့ဆေးပညာရှင်မဟုတ်တာကြောင့်သိကြမပြောနိုင်ပါဘူး။ဒါပေမဲ့ adrenaline ဆေးအပြင်းထန်မျိုးလဲထည့်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်အဲ့ဒီဆေးကြောင့်သူမကအသက်ပြန်ရှင်လာခဲ့ပါတယ်။အဲ့ဒီနေ့အတာအလုပ်တွေကိုနားလိုက်ပြီးသူမဒီနေ့ဖြစ်ပျက်ထဲတာတွေကိုဗီဒီယိုမှတ်တမ်းတင်ခဲ့ပါတယ်။အဲ့ဒီမှာ Robert ကိုယ်တိုင်ကဒီ virus ကိုခုခံစွမ်းရှိနေတာကိုလည်းသိလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီခုခံစွမ်းဤကိုတခြားသူတွေစီကူးပြောင်းပေးဖို့ကတော့မဖြစ်နိုင်ဘူးလို့သူကယူဆထားပါတယ်။အဲ့ဒီနောက် Manhattan ကနေထွက်ပြေးဖို့စူးစမ်းခဲ့ကြတဲ့အတိတ်ကအကြောင်းအရာတွေကိုပြန်ပြထားပါတယ်။သူကစစ်မှုရှင်ဖြစ်တာကြောင့်ဦးစားပေးအနေနဲ့သူ့ရဲ့ဇနီးနဲ့သမီးလေးကိုရက်ဟတ်ထီယံပေါ်တင်ပေးနိုင်ပါတယ်။မာလီလေးကလည်းခွေးပေါက်လေး Sam ကိုသူ့အဖေကိုကာကွယ်ပေးဖို့ဆိုပြီး Robert စီကိုပေးခဲ့ပါတယ်။သူတို့ကိုနှုတ်ဆက်လိုက်ပြီးနောက်ကနေမနက်မှသူပြန်နိုးလာပါတယ်။
သူနဲ့ Sam တို့အိမ်ပြန်ထွက်လာတော့မှ DVD ဆိုင်ကအယုတ်မလီ Fred ကလားလေကောင်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်လိုက်တဲ့ Robert ကအရန်ကိုစိတ်တူပြီးသူ့ရဲ့တနက်ကိုပစ်ချလိုက်ပါတော့တယ်။သူကအဲ့ဒီအယုတ်စီကိုသွားတဲ့အခါမှာရေအိုင်တစ်ခုထဲကိုခြေတော့ကျသွားပြီးထောင်ချမိပြီးစောက်အတော်ဆွဲတင်ခြင်းခံရပါတယ်။အပေါ်ကိုဆွဲတင်ခံတဲ့အချိန်မှာခေါင်းနဲ့မြေကြီးနဲ့ရိုက်မိပြီးတတိလိမ့်သွားပါတယ်။နိုင်ကအိမ်ပြန်ကိုတတိပေးတာမီလာတော့မှသူတတိပြန်ရပါတယ်။ကန်ကောင်းတာကသူ့မှာဓမြောင်းလေးပါလာကြောင်းအဲ့ဒီကောင်နဲ့ကျိုးကိုဖြတ်ပြီးဆင်းနေပြီမဲ့သူ့ရဲ့ခြေတော့ကိုတော့မတော်အဆထိုးမိသွားပါတယ်။နေဝေတော့မှထလို့ Robert ကကားစီကိုအားတင်းပြီးသွားနေတဲ့အချိန်မှာ Sam Lee ကတခုခုကိုတတိထားမိသွားပြီးကြည့်လိုက်တော့စောစီက Dark စီကခေါင်းဆောင်ကြီးကရောဂါခုယောဂကူးဆက်ခံထားတဲ့ခွေးဆိုးကြီးတွေနဲ့ရောက်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီခေါင်းဆောင်ကြီးကိုတော့ Alpha Male လို့ပဲကျွန်တော်တို့ခေါ်ရမယ်ဗျ။သူကခွေးတွေကိုလွတ်လိုက်ပေမဲ့နေရောင်ကြီးအနှဲငယ်ကြံနေသေးတာကြောင့်အဲ့ဒီခွေးဆိုးကြီးတွေကမီးလောင်နေတယ်လို့ထပ်သွားကြပါတယ်။ဒါပေမဲ့နေဝင်သွားတဲ့အခါမှာတော့အဲ့ဒီခွေးဆိုးကြီးတွေက Robert နဲ့ Sam စီကိုပြေးဝင်လာကြပါတော့တယ်။ Sam လေးကသူ့သခင်ကိုကာကွယ်ဖို့အတွက်ခွေးတကောင်ကိုပြန်တိုက်ခိုက်ခဲ့ပါတယ်။ Robert ကလည်းသူ့ကားထဲကတနစ်ကိုယူပြီးတကောင်ကိုပစ်တက်လိုက်ပါတယ်။ Sam လေးအကုတ်ကိုက်နေတာကိုမြင်တော့သူ့ပစ်ဖို့စ조사ပေမဲ့တခြားခွေးတကောင်ကသူ့ကိုထပ်ပြီးတိုက်ခိုက်လာပြန်ပါတယ်။အဲ့ဒီခွေးကိုဖေရှားဖို့စ조사နေတော့ Sam လေးကဝင်လုံးဖိလိုက်ကြောင်း Robert ကအဲ့ဒီခွေးကိုအသေးတတ်နိုင်ခဲ့ပါတယ်။သူခဏလုံးတက်ပြင်းချနိုင်ခဲ့ပေမဲ့ Sam လေးကအဲ့ဒီတိုက်ပွဲမှာအပြင်းထန်တန်ရာရွပြီးအကုတ်ကိုက်လိုက်တာကိုတွေ့လိုက်ရပါတယ်။သူက Sam လေးကိုအိမ်ခေါ်လာပြီးကာကွယ်ဆေးနဲ့ကုဖို့စ조사ပေမဲ့နောက်ကျသွားခဲ့ပါပြီ။သူမကတတ်ဝါဆိုးဖြစ်သွားဖို့လက္ခဏာတွေပြနေပါပြီ။မကြခင်မှာပဲ Sam လေးကပြောင်းလဲသွားခဲ့ပြီး Robert ကတော့ဝမ်းနဲ့ပူဆွာဆွာနဲ့သူမကိုကိုယ်တိုင်တက်လိုက်ရတော့တာပါ။ဒါဟာရုပ်ရှင်လောကမှာအဝမ်းနည်းဆုံးသေဆုံးမှုတစ်ခုပါပဲဗျာ။နောက်ကနေ့မှာတော့ Robert ကသူမကိုမြေမြို့တင်ချိုပေးလိုက်ပြီးအရင်ကထပ်ပိုးပြီးအထီးခန့်တဲ့စိတ်နဲ့ကားမောင်းထားသွားလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့ Robert ကသူ့ရဲ့အချစ်တော်လေးကိုကလက်ချေးဖို့တေမင်းတမန်မစ်ရှင်တစ်ခုကိုစတင်လိုက်ပါတော့တယ်။သူကအစတစ်ခုကိုထောင်ချအဖြစ်ထုံပြီး Dark စီကအုပ်စုအားလုံးကိုဆွဲခေါ်လိုက်ပြီးနောက်သူတို့အားလုံးကိုကားနဲ့တိုက်တက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အခြေအနေတွေကသူ့ထင်တယ်လို့မထက်လာပဲသူ့ကားကတော်တော်လေးပျက်စီးသွားပါတယ်။အဲ့ဒီတပ်ဝါတွေကသူ့ကားကိုဝိုင်းတိုက်ပြီးမှောင်းသွားအောင်လုပ်လိုက်ကြပါတယ်။ Alpha Male အကောင်ကြီးက Robert ကိုစားဖို့ပြင်နေတဲ့အချိန်မှာတယောင်းပတဲ့မီးတိုင်းကြီးအများကြီးပေါ်လာပြီး Dark စီကားဒီကိုလန့်ပြေးသွားစေခဲ့ပါတယ်။တတိလေးလူဖြစ်နေတဲ့ Robert ကအမျိုးသမီးနဲ့ကောင်လေးတစ်ကောင်ကသူ့ကိုကားပေါ်တင်ပြီးသူ့ဗမာနေတယ်လဲဆိုတာကိုပြောပြပြီးမှတတိလိမ့်သွားပါတယ်။တတိလိမ့်နေတော့မှနောက်ဆုံး flashback တစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒါက Robert ကသူ့မိသားစုကိုနှုတ်ဆက်နေတော့မှတခြားရဟတ်တီတစ်ကောင်ကထိန်းချုပ်မလွတ်ပြီးသူ့မိသားစုပါသွားတဲ့ရဟတ်တီကိုဝင်တိုက်ပြီးအားလုံးတိတ်ဆုံးသွားခဲ့တာပါ။ဒါဟာတကယ်ကိုဝမ်းနည်းစရာကောင်းလာပါတယ်။နောက်တစ်နေ့မနက်ဆိုဖာပေါ်မှာသူနိုးလာတဲ့အခါ TV ထဲမှာ Shrek ကားသွင်းကားပြနေတာကိုတွေ့လိုက်ရပါတယ်။ Robert ကတတိထားကြီးထားပြီးဝတ်ထားတဲ့တနက်ကိုထုတ်အိမ်ထဲကိုလိုက်ရှာကြည့်လိုက်တဲ့အခါမနက်ကစားနေတဲ့အန်နာနဲ့အီတန်တို့ကိုတွေ့လိုက်ရပါတယ်။စားတောင်နေတော့မှသူတို့ခဏလောက်စကားပြောဖြစ်ပြီး Robert နေ့တိုင်းလွှင့်နေတဲ့ရေဒီယိုအစီအစဉ်ကိုကြားလို့လိုက်လာခဲ့ကြတဲ့ဖြစ်ကြောင်းပြောပြပါတယ်။အန်နာကသူတို့ကလုံခြုံတဲ့နေရာထက်တဲ့ Vermont ကအသက်ရှင်ချမ်းရှိတဲ့လူတွေစုဝေးတာစီကိုတွားမှဖြစ်ကြောင်းပြောပြပါတယ်။ Robert ကအဲ့လိုနေရာမျိုးရှိတယ်ဆိုတာကိုမယုံကြည်ပဲဒေါသကြီးနဲ့ညှင်းဆန်သွားပါတယ်။နောက်ပိုင်းမှာလို့သူက Shrek ထဲကစကားတွေကိုပြောရင်းသူ့ဓာတ်ခွေခန်းတွေကိုဆင်းသွားပြီးစမ်းသက်ခံအမျိုးသမီးလေးကိုကာကွယ်စည်းထပ်ထိုးလိုက်ပါတယ်။ညရောက်တဲ့အခါမှာ Robert ကဖျားသခင်ဆိုတာမရှိဘူးလို့အန်နာကိုပြောနေတော့မှပဲ Dark စီကအုပ်ကြီးလာနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။မင်းညကသူတို့ပြန်လာတဲ့လမ်းမှာဒီကောင်တွေကနောက်ကနေချေးရလိုက်လာတာကိုသူချက်ချင်းသိလိုက်ရပါတယ်။သူအပြင်ကိုကြည့်လိုက်တဲ့အခါမှာတကယ်လိုက်လာတာကိုအတီးပြုတ်လိုက်နိုင်ပါတယ်။ Robert ကသူတို့ကိုဟန့်တားဖို့မီးမောင်းကြီးတွေကိုဖွက်လိုက်ပြီးမြဲအဲ့ဒီတပ်ဝါတွေကအကုန်ဖျက်ဆီးပစ်တာကြောင့်တိတ်မထူးကြပါဘူး။အဲ့ဒီနောက်သူကဘုံခလုတ်ကိုယူပြီးအိမ်ပြင်မှာထောင်ထားတဲ့ဘုံတွေကိုခွဲလိုက်ကြောင်းအဲ့ဒီအကောင်တွေအတော်များများတည်သွားကြပါတယ်။ Robert ကအန်ဒါနဲ့ Ethan ကိုသွားရှာတဲ့အချိန်မှာ Alpha Male အကောင်ကြီးကပကဲကနေရောက်လာမယ်မသိပဲ Robert ရဲ့ Levin ကိုကိုက်ပြီးတိုက်ခိုက်လာပါတော့တယ်။ဒါပေမဲ့ Robert ကသူ့ရဲ့ rifle တနက်ကိုပြန်တွေ့သွားပြီးအဲ့ဒီအကောင်ကြီးကိုချောက်လန်အင်ကောင်မှုပေါ်မှာ taxi ကားတစ်ကောင်ကိုတွေ့လိုက်ရပြန်ပါတယ်။သူချက်ချင်းပဲအိယာဘီကတနက်နဲ့ပစ်တက်လိုက်ပါတယ်။သူတို့တွေအိမ်ရှိတကားစီသွားတဲ့အခါ taxi ကအုပ်ကြီးလာနေတာကိုတွေ့လိုက်ရတာကြောင့် Robert ကသူတို့ကိုတက်ခွေခန်းနဲ့သွားခိုင်းပြီးအလွန်ခိုင်ခန့်တဲ့မှန်လွန်ခန်းထဲမှာသွားပုံနေကြပါတယ်။အဲ့ဒီအချိန်မှာစမ်းသက်ခံအမျိုးသမီးလေးကလူသားပုံစံပြန်ဖြစ်လာတာကိုတွေ့လိုက်ရပြီးကာခွေဆေးကအောင်မြင်တော့မယ်ဆိုတာသိလိုက်ရပါတယ်။ Robert ကသူ့ကိုအခွင့်အရေးပေးဖို့တောင်းဆိုပေမယ့်အဲ့ဒီတရဝါတွေကဂယုမဆိုင်ကြပါဘူး။ Alpha အကောင်ကြီးကမှန်ကိုသူ့ကောင်းနဲ့တိုက်ပြီးခွဲဖို့ကြိုးစားနေပါတယ်။
မှန်ကတဖြည်းဖြည်းအက်လာပြီးလေးပြပုံသဏ္ဍာန်ဖြစ်သွားတဲ့အခါ Robert ကသူ့သမီးလေးကိုတတိယသွားခဲ့ပါတယ်။သူကကာကွယ်ဆေးကိုချက်ချင်းယူပြီးအန်နာကိုပေးလိုက်ပါတယ်။ပြီးတော့သူတို့ကိုကြောင်မီးသွေးထဲတဲ့လမ်းကြောင်းထဲမှာပုံခိုင်းပြီးသူ့မိသားစုဓာတ်ပုံနဲ့လက်ဖြစ်ပုံတစ်လုံးကိုထုတ်လိုက်ပါတယ်။ Alpha ကမှန်ကိုခွဲပြီးဝင်လာတဲ့အချိန်မှာတည်း Robert ကဘုံကိုခွဲလိုက်ပြီးအားလုံးနဲ့အတူအသေးခံသွားပါတော့တယ်။နောက်တနေ့မနက်မှာတော့ Ethan နဲ့ Anna တို့ဟာ Vermont ကအသက်ရှင်ကျန်းရစ်သူတွေစီကိုရောက်သွားခဲ့ပါတယ်။တကားတွေပွင့်လာတဲ့အခါမှာတော့တကယ်လူမှုအသိဝင်ကြီးကိုတွေ့လိုက်ရပြီး Anna ကသူတို့စီကိုကူထုံးကိုပေးအပ်လိုက်ပါတယ်။အဲ့ဒီမှာပဲရုပ်ရှင်ကပြီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ပိုကြိုက်တဲ့အခြားဆက်သိန်းတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒီမှာတော့ Robert က Alpha အကောင်ကြီးဟာသူ့ရဲ့ချစ်သူကိုပဲပြန်လိုချင်နေတာဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒါကြောင့် Robert ကတောင်းပန်စကားဆိုပြီးစမ်းသပ်ခင်အမျိုးသမီးလေးကိုပြန်ပေးလိုက်ပါတယ်။အဲ့ဒီအခါဒိုက်စီကာဒီကဘာမှမလုပ်ဖဲထွက်သွားကြပါတယ်။ Robert ကဒီတရဝါတွေဟာရိုင်းဆိုင်တဲ့ tradition တွေတင်မဟုတ်ဘဲအသိဉာဏ်ရှိကြတယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ်။သူဟာအရင်ကစမ်းသပ်ခင်ခဲ့တဲ့သူတွေကိုကြည့်ပြီးနောင်တရသွားခဲ့ပြီး Anna, Ethan တို့နဲ့အတူနယူးယောက်ကနေထွက်ခွာသွားရင်းဆက်သိမ်းသွားခဲ့ပါတယ်။တင်တို့ကဘယ်ဆက်သိမ်းကိုပို့ကြိုက်ကြလဲဆိုတာအောက်မှာမှတ်ချက်ပေးခဲ့ကြပါအောင်နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။